so sorry မပရိချေမခဲနာကလေးဘဝခရီးတွေကိုနင်းစီနေတိုင်းတလင်းရှောင်းလှမ်းလာနေတာဆိုပါတခါတရီလင်းလျှော်မြင်ခဲ့ပါရီတခါတရီမှလေးရန်နာခဲ့ရပါရီမလားရကလေးရန်နာရီဆိုစောကအမရီတဲ့ရက်တဲ့နေဖို့အတွက်မဟုတ်ပါနဲ့ညောင်းနေရအရှင်တရှဲရှင်နားလိုက်ရုံပါရာပြီးရင်ဆက်လျှောက်ခဲ့ပါမယ်ကိုရှောင်းလင်းနေရခလင်းရှင်ကြီးကရာအနာငယ်လှပဖို့အတွက်တီဆောင်ပြီးခဲ့စောပါရာမရဖို့လေးမလိုပါစမဲချနေဖို့လေးမလိုပါကိုယုံကြည်ရှင်နဲ့ဆက်လျှောက်နေတဲ့ဘဝရဲ့အလားတရာတိကလေးခလက်တလက်ရှောင်းစီတိုင်းမှာရှင်းနေခဲ့ပါရီ